မင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာ plugin သမားတွေ base ဂျိုးတွေကိုကစားတဲ့ပုံနာအတွက် major base တွေဖြစ်တဲ့ G major scale ကျွန်တော်ပြင်ရေးကြည့်မယ်3ညာ2 3 3ညာ1 3 G major scale ကိုကျွန်တော်ပြင်ရေးကြည့်အောင်ဒီနေ့မှာကျွန်တော် G major scale ရဲ့အပေါ်3ညို base 3ညိုကိုကစားတာကိုကျွန်တော်သင်ပေးပါမယ်ဘယ်လိုကစားရမလဲပေါ့နော်ဆိုတော့ဒါကိုသိသွားမယ်ဆိုလို့ချင်းကျွန်တော်တို့ base တန်နေကောင်းကောင်းထည့်လာပါလိမ့်မယ်အဲ့တော့အရှိခံကတော့ major scale ပဲထုံးစံတိုင်းကျွန်တော် major scale ကိုပြင်ယူကြည့်မယ်3ညာ2 3 3ညာ1 3 3ညာ2 4 3ညာ2 3 3ညာ2 3 3ညာ2 3လွယ်တယ်အဲ့တော့ကျွန်တော်တို့ဒီ G major scale မှာဆိုရင်အပေါ်3ညိုးကဘာတွေရွေးလဲဆိုတော့3ညာ2 3နေပဲအဲ့တော့အကွက်တွေလည်းတအားကြီးချက်စရာမလိုဘူးကျွန်တော် key G G B minor C A minor E minor F C D D minor ကျွန်တော် sorry C D G ပေါ့နော် C D G ဒါတွေနဲ့ကျွန်တော် key G ကိုတီးတဲ့သရှင်းမှာဆိုရင်ဒီကောင်ကစားလို့ရပါတယ်ကစားမယ့်အကွက်တွေက3ညနဲ့3နေကြီးပဲဆိုတော့ကျွန်တော်ဒီကောင်လေ့ကျင့်ကြည့်မယ် plugin pattern ကိုကျွန်တော်တို့က base 3နဲ့ base 3နှစ်ကိုပဲတီးမယ်ဆိုတော့ဒီကောင်ကိုကျွန်တော်တို့ကtiming ကြတော့ကျွန်တော်6 8 timing ကိုသုံးမယ်1 2 3 4 5 6 1 2 3 4 5 6ဒါမျိုးနော်1 2 3 4 5 6 1 2 3 4 5 6 1 2 3 4 5 6အဲ့တော့ကျွန်တော် hub bar ဖြစ်တဲ့အတွက်1 2 3 1နေရာမှာ base ကြည့်မယ်2 3ကျွန်တော်တို့အောက်က3နှစ်ကိုတည်မယ်နောက်ထပ်ကျွန်တော်တို့4မှာဆိုရင် base တချို့တက်တည်မယ်ပြီးရင်3နှစ်တည်မယ်ဒါလေးပဲ1 2 3 4 5 6 1 2 3 4 5 6 1 2 3 4 5 6 3ညနှစ်3ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအကွက်ပါမယ်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 ဒီကြောင်1 2 3 4 5 6 1 2 3 4 5 6 1 2 3 4 5 6ကြိုက်တဲ့အကွက်ကိုလိုက်နှိမ့်မယ်ဒီအကွက်ထဲမှာကျွန်တော်နှိမ့်လို့ရတယ်ကိုအစဉ်ပြေတဲ့နေရာလေးမှာနှိပ်ပြီးတော့တီးသွားရုံပဲဒါပေမဲ့တစ်ခုတော့ရှိရဲကိုနှိပ်လိုက်တဲ့ base တန်ကိုကိုရဲ့ sequential mind ကိုထည့်ပါကိုမသိစိတ်ကကျွန်တော်တို့ဒီအတန်ကိုမှတ်မိနေဖို့လိုပါတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့က hammer on နဲ့လည်းတွေ့ရတယ်နော်ကျွန်တော်လည်းတီးလို့နှိမ့်နေတာမဟုတ်ပါဘူးကျွန်တော်လည်းဒီကွက်တွေထဲအောင်ပဲနှိမ့်လို့ရမှာပါအဲ့တော့ကိုလည်းကြိုက်သူနှိမ့်လို့ရတယ်အဲ့ဒါကျွန်တော်လွတ်ချိုးပဲတော့တီးလို့ရတယ်ဘာလို့လဲဆိုတော့3ညနဲ့3ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီ B လေးတွေကအသုံးများတဲ့ပုံစံလေးတွေကိုကျွန်တော်ပြပေးလိုက်ပါမယ်အဲ့ဒါကတော့ဒါလေးကိုသုံးလေးရှိတယ်ဒီလိုမျိုးတွဲပြီးတော့သုံးလေးရှိပါတယ်3ည2 3အဲ့ဒါကိုကျွန်တော်က down up down ဆိုပြီးတော့ DB 3လေးရှိတယ်ရှိတယ်ပေါ့နော်ဒီကြည့်ပါဒါတော့ base ကစားတဲ့ပုံစံပေါ့နော် base ကိုကျွန်တော်တို့အသုံးများတာကတော့ဒါလေးတွေသုံးများတယ်ဒါလေးတွေသုံးများတယ်
ပြီးကျွန်တော် hammer on pull off လေးတွေသုံးရတယ်လူလေးတွေသုံးရတယ်ဒါမျိုးလေးလည်းသုံးတယ်ကျွန်တော်တစ်ချက်တီးပြီးတော့ pull off လိုက်တာလေးလည်းအသုံးများပါတယ်အဲ့တော့အသုံးများပုံစံ၃ခုရှိပါလိမ့်မယ်ပထမတစ်ခုက3ညနဲ့3ဒါမျိုးပုံစံတီးတာပါဒါမျိုးလေးတီးတာရယ်ဒုတိယတစ်ခုက2ခွက်ကနေ3ခွက်ကို hammer on ပြီးတော့ဒါမျိုးလေးသုံးတယ်ပြီးရင်နောက်တစ်မျိုးက hammer open string ကနေပြီးတော့2ခွက်ကို hammer on ပြီးတော့သုံးလေးရှိပါတယ်သုံးတာတွေအကုန်လုံး major scale ထဲမှာပဲသုံးသွားတာဖြစ်တဲ့အတွက်ကိုလည်း major scale ကိုတည်ပြီးသားဆိုတော့ကိုကျွန်တော်သုံးကြည့်လို့ရတယ်အသုံးများတဲ့ပုံစံ၃ခုကိုတော့ပြောပြပေးလိုက်ပါတယ်အဲ့တော့တချင်းဒီမှာဒီကောင်တွေကိုထည့်ပြီးကြည့်လို့ရပါတယ်